老李这把先苗龙搞了不白，这个，然后给电力搞不了，可能个这个，然后一个这个明白你他妈的，对的，对八个路拉的路个进来，明白你他妈的，时间把来时那个不就就不时间个，你不给ကျွန်တော်တို့ကြောက်ဖူနေနဲ့ပုံလာချက်နေမှာဖွန်လိုက်တော့ပြည့်ကျွန်တော်တို့စိတ်ဆောင်ပြည်သူလူထုတွေနဲ့တက်ကပြည်သူလူထုတွေကိုကျွန်တော်တို့ပြပါကဝင်လာတဲ့အလုံငွေနဲ့ကျွန်တော်တို့အတန်းနေဆုံးတို့ကစီဝါတို့ဝေပြီးကကျွန်တော်တို့တွေတနိုင်တမိုက်ရှိပါလဲမိဘနဲ့ထမအကျိုးဆောင်တို့လုပ်ပြီးလို့ရှိပါတယ်စီခန့်ကြီးတစ်ဖွဲ့ဖွဲ့မနာပါလဲတခုရှိပါဘောရနောက်တစ်ခုကတဲ့စိတ်ဆောင်ပြည်သူဒီနဲ့နောက်ပြီးတော့စိတ်မဆောင်တော့ကျွန်တော်တို့ရဲနေ running ပါမလဲနော်ရတဲ့တော်ဒီကိုဒီကျွန်တော်တို့ဒီအခက်အခဲမင်းနေတဲ့တော်ဒီကိုဒီဟိုအလုံငွေတိလွှဲတယ်ဒီပါလေဒီပေပါကတဲ့ bright facility ကလွှဲတယ်တူရှမ်းတရားရှမ်းဘက်ကအလုံငွေတိလွှဲတဲ့တော်ဒီကိုကျွန်တော်ကြီးကမိုင်ဘယ်နေထမှာတာဝန်ယူပြီးကဟိုနေရာဒီကိုလော်ပြီးကလုံနေရတဲ့အချိန်ဒီမှာတဲ့အတန်နဲ့ဒီ link problem မှုဒီပါလေနောက်ပြီးကလည်းသုံးရတာအခက်အခဲဒီကောင်ဒီဟိုကျွန်တော်အနေနဲ့ဒီအချိန်မင်းဒီဗီဒီယိုဖိုင်တီကိုပို့မပေးနေတဲ့တရှိပါတယ်နောက်ပြီးဒီတစ်ဖက်မှာလည်းလက်သုံးခေါက်တစ်ခေါက်ကိုလောဖို့အတွက်ကျွန်တော်တို့ဟိုခရီးတနိုင်လောက်ချတော့ဗနာမော်ဒီလမ်းပြည့်တဲ့ခါကျွန်တော်အခုဒီစီကဘတ်တော့နေကြီးနေဆိုကခရီးတနိုင်လောက်ချမစကနေနိုင်ဝဲလောက်လောက်ရဆိုကကျွန်တော်တို့ဟိုအင်တာနက်တစ်ခေါက်ကိုလောဖို့အတွက်ဟိုမနေ့ကပြန်မှပါတယ်ဒီရင်းနဲ့လို့ကျွန်တော်ဒီလာလောက်မှကျွန်တော်လိုင်းငေါခါလောက်တက်ပြီဆိုကကျွန်တော်တို့အလူရှင်နဲ့ဒါရိုက်ကွန်တက်မှာမင်းပါလဲကွာဒါမမကကျွန်တော်လို့လို့စီဒီဘက်မှာကြေးရုံငွေဒီကစအခက်အခဲဖိတ်ပါလက်တယ်ကျွန်တော်လည်း daily pushing အလူရှင်ဒီကလည်းကျွန်တော်နဲ့ program ရတာတော့ဒီမှာဒီအလုံငွေဒီ plan လာတဲ့ဒီကောင်လည်းကျွန်တော်မှဒီဘက်မှာမင်းပန်နေထမှာဒီစိတ်ကဒီလေပတ်ဖို့အတွက်ကျွန်တော်မှအခုဆိုရင်မနေ့ကိုအခက်အခဲမိနေပါလေဆိုင်မှာအခုပြရပါစေနဲ့ရန်ပုံစံမျိုးလေးရှိပါပေါ့ဆိုရင်ဝင်အမောက်ကတော့ကျွန်တော်မှဒီဟိုနောက်ထပ်လူပုတ်လာဖို့လို့ရှိရင်လည်းဆွေးနေပြီဟိုဒီဟို Republic properly ပါဗျာဒီလက်ချက်ကတော့မ proper ဂျာအတိုင်းတန်းနဲ့ကျွန်တော်တို့လေပတ်နေရအခင်းဒီဆိုတော့ပါဗလဲโอเคတစ်ဖက်မှာလည်းကျွန်တော်တို့ကစိတ်ကလေပတ်နေအောင်ဝါရပြီးနေကျွန်တော်တို့ပြပါကဒီစနာအခပရိသူအချုပ်ပုစိကရဘုံတဆောက်အတန်းကလည်းတော့အသွားခဆိုင်နဲ့ဒီအခက်သူအတန်းတော်ဒီပါနောက်ပြီးတော့ဘက်ကကိုစံမျိုးနာယကတိကပဲကျွန်တော်တို့အတော့ခစင်းနဲ့လုံးပြီးကလေးအတန်းနဲ့ဆိုတော့အကျုပ်ပုနေကြပါလေစိတ်ခံတွေ့ရပုံကြီးရရှိဒေတာနဲ့အောင်တော့ကအဲ့လိုမျိုးလည်းပဲနေကြရှိပါတယ်နောက်ပြီးတော့တူဒီရချက်လုံငွေတိ private အတန်း facility လူတမတီကိုလည်းကျေးဇူးတင်ပါတယ်ဆိုတော့မိဘနေထမှာကကျွန်တော်ကစိတ်ခံတစ်ခုဖတ်ထားရတဲ့အခါကျွန်တော်မှတလားဟိုသုံးဆွေးဖို့စရိတ်တယ်မလွယ်ပါစေနောက်မှာထန်တီ sorry တော်ရင်းနဲ့နောက်ပြီးတော့သက်ခံပြည်သူလူထုကိုဒီကိုနေပြီးတော့ကူတာဖို့စီဝါစရိတ်တီနဲ့စီဝါသေယူခါတီနဲ့ကျွန်တော်တို့အလားလက်ခရီးကဝိပါလေကြောက်ဖူနဲ့ဒီပုံလို့ကြဆိုနေဆိုကြလို့ကြကိစ္စမဟုတ်ပါလေတခါဒီလော်နေရတဲ့ဒီမှာအရှင်ကြီးလေးကန်းကရဲဒီဟိုကျွန်တော်ဒီမှာ line သုံးစုခံမှာတဲ့ဒီမှာအလူရှင်နေလေတော့အရှိတ်စက်ဒီပလက်လာတယ်ဒီကတိဒီမှာဟိုကျွန်တော်အာဂိကမိဘနဲ့ထားမလော်နေရက line သုံးဖို့မလားကိစ္စဒီကောင်အလုံးမောတဲ့ကိစ္စဒီကို line သုံးဖို့မလားဒီရရှိဒီမှာပေပါကလူတို့အလူရှင်ဒီ private အသန်း facility ကအားထားတဲ့ငွေတီကိုဟိုလူပိကလေးတို့ကျွန်တော်မဗီဒီယိုဖိုင်လာလို့လက်ချက်ကပို့လို့မရရခင်နေဒီရှိပါတယ်လည်းသုံးရတဲ့ခိုင်ကတိကောင်းပါလေအဲ့ချက်ဒီကိုလေးတွေအလူရှင်ဒီအနေနဲ့တစ်ခါချီလောက်နောက်လည်းပြီးဖို့တစ်ခါဟိုတောက်ဆရှင်ပါတယ်ဒီနောက်ပြီးဒီကျွန်တော်တို့ဝိုင်းရပင်ငါတဲ့အသန်းသူအသန်းတော်ဒီအဲ့ဘုံတခြားရဲ့အသန်းမှာအသန်းသူအသန်းတော်ဒီလေးတို့ရိုးလခါတယ်လို့ကျွန်တော်ကိုဒီဘက်ကပြပတ်တောင်ခံမချုပ်ဘူးကပို့လာတဲ့ရှိပါတယ်ကျွန်တော်နဲ့ဒီမိပန်နေထောင်းနဲ့ဒီကျွန်တော်တို့ဒီဟိုပရိပါအဖွေးစင်းတွေကဒီပဲလဲလက်ခတဲ့ဒီကုန်းထံပါတယ်အရှိစေပဲလဲမှုဒီကုန်းလေးတို့ကဟိုလွတ်ဆုံချက်ဒီတခုလေးပုံမလားဆိုပုံစံမျိုးဒီလေးထံပြီးကဟိုထွဲလက်ခလေးရှိဖို့ထံပါတယ်မိပန်နေထမှာတော့ကျွန်တော်ကကောင်းကြီးအလုံးမြောက်ပါတယ်စိတ်ခါတိဆောက်ရေးကိစ္စဒီနဲ့နောက်ပြီးစိတ်ခါကူသားရေးကိစ္စဒီစီဝဝဖို့ဇာတိကစားလန်ကုတ်နဲ့လော်နေရဇာတိကစားနောက်ပြီးဒီဘက်မှာစိတ်ဆောင်ပြည်သူလူထုတွေကိုကိုတင်လော်ပြီးလုံနေတဲ့ကိစ္စဒီအလောက်ကားတို့ကအောင်းနိုင်ပါလေကျွန်တော်ကအောင်းလုံးနေရကိုတောက်လျှောက်ဟိုဘက်ကိုလော်လိုင်းလေးသုံးပါဖို့စိတ်ကောင်းဝေယဝိစာတိဆောက်ရေးကိစ္စဒီကပဲ
စိတ်ဆောင်ပေးသူလူထုတွေကပဲလူအဖို့ကိစ္စတွေဆိုတော့ကျွန်တော်ကောင်းကြီးအလုံးမြော့ပါတယ်ကျွန်တော်ဒါလောက်မြော့လို့ဆိုကျွန်တော်ထက်မြော့လို့ဒီလည်းအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်လည်းအတန်းနေဆုံးပါလဲအကျိုးဆောင်ပေးကိုတို့ကလုပ်နေကြဖြစ်ပါတယ်ရန်တော့ကျွန်တော်တို့ဒီစစ်ခတ်မှာနောက်အထမ်းဒီလေးဟိုနောက်ထပ်လိုရတဲ့ဒီလေးရှိပါတယ်ဆက်တွေကိုလည်းကျွန်တော်တို့ဒီတိဆောက်နေတဲ့ရှိပါတယ်နောက်ထပ်ဘယ်လိုလဲဒီခိုးဖို့တဲ့ကိစ္စတွေပါလဲနောက်ပြီးဒီစစ်ကရဘုံကတိဆောက်ရအသက်မှာလဲကျွန်တော်တို့ဒီမှာဒီအသက်သူအသက်တွေအများကြီးလိုရနေပါတယ်စစ်ကရရရှိလေပါဖို့တဲ့ရန်လို့ကျွန်တော်တို့ဒီစေနာအခပြည်သူအကျိုးပြုစစ်ကရဘုံကတိဆောက်ရအသက်မှာဒီဟိုပူပေါင်းပါဝင်ပြီးကြဖို့နောက်ပြီးအသက်ဝင်ကဖို့လဲဖိတ်ခေါ်ပါတယ်လို့ရှင်းပြပါလဲကျွန်တော်တို့ရကဖိတ်တာဟိုဂျာလောက်လောက်လွှဲလိုက်တယ်ဆိုကိစ္စတိကိုကျွန်တော်ကတော့ဖိတ်ချက်ပြနေပါတယ်ကျွန်တော်တို့ဒီကြည့်ရုံငွေစံစရရှမ်းလမှုတိကိုကျွန်တော်မှာတို့ကဒီဘက်မှာအသေးချောက်ကဘူးတန်းနဲ့စာစီပြီးကစရန်စရနဲ့တော့ဟိုဆွေးရတဲ့ရှိပဲဇာရှိကမဆိုဇာဌာနာကမဆိုလာလို့စိတ်ဆေးလို့ရပါတယ်အမေရိကန်ဖိတ်ခေါ်ပါတယ်ရှမ်းကတော့ကျွန်တော်ကတောင်းဝယူပါတယ်ကျွန်တော်သုံးဆုံးငယ်ပေပါကလှုပ်လိုက်တဲ့လုံငယ်စရန်စရကအစားကျွန်တော်မှာအောင်လုံးကိုလုတ်ပြီးကလူတိုင်းငွေစင်စရတိရှိပါတယ်နောက်ပြီးကသုံးဆွထားတဲ့ငွေတိစီခါမှာသုံးဆွထားတဲ့ငွေတိအမေတို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ကလာလို့စိတ်ဆေးဖို့စိတ်ဆေးလို့ရပါတယ်ဒါပဲဒီရစရန်စရရှမ်းလမှုတိကိုကျွန်တော်အဂရီဖက်ကရှာမပရာတော့ကကျွန်တော်မတင်နေရတိပါလာရဲမင်းပန်နေထားမှာတင်နေရတိကိုရန်သူဖက်ကသီးလာခဲ့ကိုပိတူလူတို့ထုတ်ခေါ်တော့ဖို့ဆိုတော့ရင်းရှိတိမှာကျွန်တော်ကလိုက်ချက်တိမှာစရန်စရရှမ်းလမှုတိကိုရှာမပရာတတိရှိပါဇာနီယာမှာဇာမွန်တွေကဇာရှက်မှာလော့လို့ဇာတိကိုကျွန်တော်ကအတိအကျယူထားပဲကျွန်တော်တို့ကိုစိတ်ဆေးလာတယ်နိခါလဲကျွန်တော်မရှားပတ်နေဖို့လိုပါလေအခက်ကလည်းကောင်းတို့ဒီချက်ဒီကိုတော့ကျွန်တော်တို့ဟိုဌာနဆိုင်ရာဒီကိုကျွန်တော်ဘာသုံးဆင်းငယ်ဆိုင်ရာဒီကအစားနောက်ပြီးတဲ့ဟိုလက်ရှိနေပိုင်ဆိုင်မှုဒီပါနော်ကျွန်တော်တို့စိတ်ခတ်တမိုင်းရဲ့ပိုင်ဆိုင်မှုဒီနှခမ်းပါနာစိတ်ခတ်နှခမ်းညပိုင်ဆိုင်မှုတွေလည်းကျွန်တော်တို့ဌာနဆိုင်ရာဒီကိုဘာလို့အပခါပါပေါ့ဟိုလူလူစိတ်ကတော့ကျွန်တော်တို့ဟိုကိုရိုနိုင်တယ်လို့အကျိုးဆောင်ပြီးကလုပ်ပြနေတာပါကျွန်တော်မှကိုတိုက်ကိုပြဒီတိဆောက်ပါမလဲနော်ကျွန်တော်နိုင်ငံသေးတစ်ခုကိုတိဆောက်တယ်အာခနိုင်ငံတို့သေးကိုတိဆောက်တဲ့ချိန်မှာကျွန်တော်အနေနဲ့ဒီခံယူချက်ကတော့ဟိုတခုလေးသုံးနေပြီးတော့ကေဥပပေါဝင်ပြီးကမလုပ်ဖို့တဲ့စားပေါဝင်ပြီးကကိုစကိချလာလုပ်ပဲကလေးဟိုကိုရိုလူကြီးတီးတော့ကိုရိုတဲ့ကိုအမျိုးတော့ပါနော်အော်တကိချလာတော့ပါနော်နောက်ထပ်ကိုရိုဒီကျွန်တော်ဗမျိုးဒီအမျိုးကြီးလုံးကြရရှိပါတယ်အသက်တိပိဆက်ပြီးကလေးတိတ်ထုံနေကြတယ်သူတို့ကလေးရှိပါအဲ့လိုကလေးခါရပူပါတယ်နောက်ပြီးကဒီပေပါမဟင်းရဲ့ပရိုက်တာအသန်ဒီနောက်ပြီးကအလှရှင်တီကိုလေးခါရပူပဲဒီဝမ်းရမှုတီကောကျွန်တော်တို့မိဘနဲ့ထားမှာအကျွတ်ဆောင်ခွဲလေရတယ်တထောင်တနေရာကအကျွတ်ဆောင်ခွဲရတယ်ကျွန်တော်တို့ဒီဘမျိုးလွတ်ဆောင်ခွဲလို့လို့ကျွန်တော်ပန်ပန်းစောကိုမမှုပေးနေကျွန်တော်တို့ကိုကျွတ်ဆွမ်းပြီးကဒီပရိုက်တာလို့ကိုလုံးနေစဖြစ်ပဲဟိုတချို့ဆိုပြီးပြဿနာကိစ္စတိများတယ်ပရိုက်တာနောက်မှာပဋိပက္ခလက်ခါရင်ပြဿနာတိကိုဖေရှားဖို့တော့ကောက်လို့ဝင်မလုပ်တယ်လူတီးလေးရှိပါတယ်ဝင်လုပ်တယ်လူတီးလေးရှိတယ်ကျွန်တော်အကြီးနေတာဝင်လုပ်ဖို့တဲ့ပူပေါင်းပါပြီးကိုဝင်လုပ်ဖို့တဲ့စိတ်ဝင်စားရဲဆိုခဲ့မင်းပဲနေထက်ကဆိုလိုဒီကိုလည်းဖိတ်ခေါ်ပါရဲ့လို့ကျွန်တော်အပြင်မဲ့ဖိတ်ခေါ်ပါရဲ့ဆိုခဲ့တခုရှိတာကကျွန်တော်တို့လာကောက်မှန်မရှိတခုနဲ့လာပါဗောလေတဲ့တဲ့ငါလေးပေါင်ဖို့ဆိုပြီးကကျွန်တော်တို့ဖွေးစစ်တော်ရဲ့အဖွေးစစ်မှာကိုရှန်မန်ကိုတို့ကိုလုံးလုံးမလားဆိုတော့တခါတည်းပို့လို့ပါတယ်ပြထမရှိတဲ့အဆိုလိုဒီအောင်လို့လည်းကျွန်တော်ဖိတ်ခေါ်ပါတယ်လက်တွေ့ပြီးကဟိုကျွန်တော်လာရှန်ပါလေကျွန်တော်အဲ့ကတော့ကလည်းလူဆက်ပြီးကကျွန်တော်ဒီအာခပိသူလူထုထေကစိတ်ချောင်ပိသူဒီနဲ့ကိုတို့အာခဒေသကပိသူဒီမိဖပိသူဒီကိုပါဒီဟိုဒါဆိုပါလေဝမ်းရပြီးကြပါဖို့ကျွန်တော်တို့ဒီရှင်မအမျိုးအရေးကြီးလာပါကျွန်တော်မှနောက်ဆုံးအောင်ပြီးခါဖို့စီစဉ်ပါလေအဲ့နော်ကျွန်တော်လေရှိန်မီဒီယံဖိတ်ခေါ်ပါတယ်လို့နောက်တော့အသန်းသူအသန်းသတိကျွန်တော်တို့စေနာအခပိသူကျုပ်ပုစိခန်းဒီရဘုံတဆောက်အသန်းမှာနေကြတဲ့အသန်းသူအသန်းသတိကိုလည်းတော့ဒုတိယရှောင်းကိုလေးစားပါတယ်လို့ရှိန်မဲ့ကတော့ပါဆိုခဲ့နောက်ထပ်လည်းကျွန်တော်လက်တပိကလောက်ပါပါနော်မိဘနေထက်ကအထောက်ထောတိမပိုးနိုင်လို့ဆိုရင်ဟိုကိုလိုလုပ်တဲ့ဒီတခုလေးအရာမလောက်လို့တော့မထိုင်လိပါခဲ့ကျွန်တော်မှလုံခုံရဲအရာနေမနေထားရစိတ်ရအခင်းနေအရာကျွန်တော်တို့ရှားပါလို့မရတဲ့ကန်တတိကိုမရှားပါဘဲနဲ့ပေါ်ဝတ်ထားတဲ့ကိစ္စရှိတိကိုဟင်းလို့ပါလေကိစ္စရှိတိဟင်းလို့အဲ့နဲ့လို့ကျွန်တော်ဟိုနောက်ပိုင်းပိုစတီကိုအမျိုးကြီးမပို့ဖိတ်တတိရှိပါရဲ့လိုင်းထဲမှာအဲ့ခါဆိုတော့တောက်လျှောက်တယ်စိတ်ကန်းလေပတ်မှုကိစ္စတိကအစား
အခုနောက်ပိုင်းမှာတဲ့ဆိုတော့ကျွန်တော်တို့အခင်းနေတိုင်းပြည်အခင်းနေပုံမှုတွေပြီးကျွန်တော်တို့လေတော်တော်ဟောရှင်နဲ့လောလောရတယ်ရှိလို့ပါလေရှင်မျိုးပါလေရှိတယ်ကိုလည်းနောက်လည်းပြည်စီရှင်ပါလေကျွန်တော်အာဂီအနေနဲ့ဒီနေရာကတော့အာရခတဲ့တကပါနာဘရိုက်တော့ကိုအကျဆုံးလို့လုပ်ပြီးနေရဆိုပြီးပြည်တော့ပါမှဟင်းခဲ့တယ်အလူရှင်တီးနဲ့ဘရိုက်တာအတန်ဖိုစီတီအောင်လို့ကျွန်တော်အာရခပြည်သူပြည်တော်ကိုစားစိတ်ရှောင်မိဖပြည်သူပြည်တော်ကိုစားကျွန်တော်အခုနေဒီနေရာကနေပြီးရှိမှုတွေအောင်လို့ကျေးဇူးတင်ပါတယ်လို့တခြားမကလည်းဝမ်းရပြီးနေကြပါစီလို့ဆုမကတော့ပဲနောက်ပြီးအဲ့ဒါမှအလောက်ခင်တိအစံပဲလို့ဆုမကောင်းတော့ပြပါတယ်တနင်္ဂနွေရှင်ရှိမှကျွန်တော်တို့အာရခနိုင်ငံတော်သိမှာကိုမျိုးကြီးနဲ့စွန်စကားမနဲ့ရှင်မျိုးပါနော်ကတော့ပါရှင်တို့